ကဲဒါတော့ဒီညကျွန်တော် busy အတင်းတော့မှာဘာချင်းညာပဲဟုတ်ပြီစီကြံချက်ကြောဟွာတဲ့ KFC တဲ့ပုံကောင်းနဲ့ချက်ကြောကျွန်တော်စားနေတာဖြစ်ပါရဲ့ဒီလိုစားလို့ကောင်းလားစင်ပြေလားဟုတ်ပြီညစားချမ်းနော်โอเคဟုတ်ကဲ့ပါအချင်းရကောင်းတယ်ညစားချမ်းကောင်းစားလို့ကောင်းလား sorry စင်ပြေလား sorry နော်โอเคညစားနော် Merry Christmas ပါရတယ်ကိစ္စမရှိဘူးโอเคစားလို့ကောင်းလားဟုတ်ပြီညစားနော်ကဲဒီမှာဟုတ်ပြီ hello ဒီမှာအဝပေးမလားဟုတ်ပြီဆရာမတို့ညစားကြနော်စားလို့ကောင်းလားဟုတ်ပြီဟုတ်ပြီနော်ကဲဒီမှာတော့တကွက်ဒီမှာတော့ချပြီလားချမယ်နော်ကြည့်မယ်ဒီမှာကြည့်မယ် okay so how is the taste good okay ဒီက very good ဇောလာဆမနော်လေးစံကြည့်တာလားအဲ့ကောင်ညစားကြနော် okay စားချဘာမှရောက်စီယူလာတော့ပါ okay မဆရာ bis စားပါအောင်တော့နေကွန်ဝါးရုံပဲ okay ကဲဒီမှာအန်ဒီတို့စားလို့စပြေလားဟုတ်ပြီ okay နော်ဟုတ်ကဲ့စကားမပြောအောင်လားစမအောင်ဟုတ်ပြီ okay လိုက်ပါပြီလေ okay how is it taste how is the taste good so do you like it okay just oneများစားနော် okay speak English so how do you feel How do you speak like a China? India accent ကိုသုံးပါဦး It's better than KFC. You got KFC? We got KFC. It's boring. It's better, no? Yeah, good. နားလည်းထိုင်လိုက်လေကဲညစားချနော်စပြေလားအန်ဒီတို့ဦးတို့ကဲမအစာဖြစ်တယ်နော်ဟုတ်ပြီဘယ်လိုလဲဆိုင်းလဲဆိုင်းโอเคဘောချာရနော်โอเคဆရာတို့ဆရာမမောင်စားလို့စပြေလားဟုတ်ပြီပါစတာစပြေလားကောင်းတယ်ဆရာတို့လည်းစားကြနော်စားမယ်ခဏနေဟုတ်ပြီကဲဒါတော့တစ်ခွက်ဒီမှာကဲဟုတ်ဘယ်လိုလဲအဆင်ပြေလားKFC နဲ့ဒါနဲ့ပြပိုကောင်းလဲဟုတ်လားโอเค KFC ပိုကောင်းတယ်ဩကဲမစောတော့မှာဆယ်နာရီ7ချိုးနေပြီနော်7ကြော်နေပြီဆိုတော့โอเคမင်းတို့ကောင်းလားစားလို့ကောင်းလားညစားနော်โอเคဟုတ်တယ်ညီမနဲ့မျိုးသမီးနဲ့စားနေကြโอเคဒီမှာလည်းပြပါအောင်ချစ်စစ်ပြအားလုံးဒီမှာအဆင်ပြေလားအဆင်ပြေလက်ခုံးသားလေးကြားချင်ပါလေဆိုတာโอเคကျေးဇူးတင်တယ်ဟုတ်ပြီဆောင်းလေရပါတူOkay. Abby, eat more, okay? Eat a lot, okay? Yes. Okay. Sila bare. Chano. Jeng ho. Film no wa phir. Sa putu sa me le.